ဟော်လန်ကသူ့ရီစားကိုသူ့ဘိန်းမှာထိုက်ခွင်ဘာလို့မပေးတာလဲ။အီဇာဘဲကသူတတ်မှတ်ထားတဲ့တင်းကျပ်တဲ့စီမံသုံးခုကိုလိုက်နာတယ်ဆိုတာဘယ်သူမှမသိကြပါဘူး။ FIFA ကဖလားပြိုင်ပွဲရဲ့ပထမဆုံးရှုံးထွက်အဆင့်အောင်ပွဲကိုနော်ဝေအသင်းဦးဆောင်ပြီးနောက်ပရိသတ်တွေကအောင်ပွဲခံနေချိန်မှာထူးခြားတဲ့အရာတစ်ခုကိုသတိထားမိခဲ့ကြပါတယ်။ဟော်လန်ရဲ့ရေရှည်အီဇာဘဲကအနားမှာကြောင်တွေနဲ့ရက်နေခဲ့ပြီးဟော်လန်ကသူ့ရှေ့ကထိုင်ကုန်ပေါ်မှာခြေထောက်တင်ပြီးအခိုက်အတန့်ကိုပျော်ရွှင်စွာအနားယူနေခဲ့ပါတယ်။ဒါကသူတို့ရဲ့ဆက်ဆံရေးမှာပြဿနာရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်လားအမှန်တကယ်တော့လုံးဝဆန့်ကျင်ပါပဲဇလန်အရာဟော်လန်ဟာတကယ်တော့သူ့ရီစားကိုကိုရေးကိုတာစီမံသုံးခုနဲ့ကာကွယ်ဖို့ကြိုးစားနေခဲ့တာပါပရမချအနေနဲ့ဟော်လန်ဟာ United Kingdom မှာအကြိမ်ပေါင်းများစွာအကျဉ်းကကျနိုင်ခံရတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်ဖြစ်ရကခုမှာပြည်သက်တယောက်ကသူဂိုးသွင်းပြီးတဲ့နောက်ကွင်းထားကိုပြေးဝင်ပြီးသူ့ကိုယ်ပေါ်ခုံတက်ကနမ်းခဲ့ပါတယ်ဟော်လန်ကဒါကိုသူစိတ်နှောက်ချက်မဖြစ်ပုံရပြီမိသူ့ရီစားကိုအလားတူအချင်းဒီမျိုးမကြုံတွေ့စေချင်ပါဘူးအဲ့ဒါကြောင့်အီဇာဘဲကိုပရိသတ်တွေရဲ့ဝေးရ VIP အပိုင်းဒါမှမဟုတ်မတီးတဲ့အခါမှာမကြခဏထားလေရှိပါတယ်လူတရားချက်အနေနဲ့ဟော်လန်ဟာဒီလောက်ပြင်းထန်ပြီးရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်တဲ့ပုံစံနဲ့ကစားတာကြောင့်လူအများကသူ့အသက်25နှစ်ပဲရှိသေးတယ်ဆိုတာမေးလျော့နေကြပါတယ်သူတို့ဆောင်တဲ့ဟာလျှော့ဝှက်စွာနီးထိုင်တတ်သူဖြစ်လေလူသိများပြီးတခါတရံမှာအနမ်းဖလှယ်တဲ့အခါနိုင်ငံတော်အလံကိုတောင်ဖုံးအုပ်ထားလိရှိပြီးမိသားစုတွေရှေ့မှာအလွန်အမင်းချစ်ခင်ကျင်နာမှုမပြချင်ကြပါဘူးအရေးကြီးဆုံးကတော့ဟော်လန်ဟာတမိုင်းဝင်အောင်ဘဲကိုတိတ်တိတ်ဆိတ်ဆိတ်ပျော်ရွှင်စွာဖြတ်တန်းပြီးသူ့ရဲ့ကိုယူကိုတာကိုမလိုအပ်တဲ့အာယုံမဆက်ရယူပဲခိုက်တန့်ကိုအောင်ပွဲခံကျင်ခဲ့တာပါ